မင်္ဂလာပါခင်ဗျာတနင်္သာရီဂယ်လာရီပရိသတ်များအတွက်တနင်္သာရီတိုင်းအတွင်းကစာပေယဉ်ကျေးမှုအမှုပညာယဉ်ကျေးမှုဓလေ့ထုံးတမ်းတွေကိုအတန်ဆောင်းပါအဖြစ်တင်ဆက်ပေးတဲ့အစီအစဉ်မှာဒီတစ်ပတ်မှာတော့စာရေးဆရာရနောင်ဒွယ်ရဲ့ပလုတ်ဆိုတဲ့ဆောင်းပါကိုတင်ဆက်မှာပါပလုတ်အခုလိုဆောင်းတွင်အချိန်ခါလေးကိုရောက်ရင်ကျွန်ုပ်စိတ်ထဲမှာအလိုလိုတောင်းတလာပြီးသိတ်ကိုစားခြင်းမိတဲ့ဒဝဲဒေသစားစရာတစ်ခုရှိပါတယ်။အဲ့ဒီအစားအစာကိုစိတ်ထဲမှာဆန္ဒဖြစ်မိလို့တွေးမိလိုက်ရင်တောင်းမှနှာခေါင်းအဝမှာအနက်လေးသင်းလာသလိုဖြစ်မိပြီးတရေတွေတောင်ကျလာပါတယ်။စားဖူးသူတော်တော်များများလည်းဒီလိုပဲဖြစ်ကြမှာပါ။အဲ့ဒီအစားအစာကတခြားတော့မဟုတ်ပါဘူး။အနက်ရောအရသာပါထူးခြားပြီးစားခြင်းစိတ်ကိုအထူးလှုပ်ဆော်ပေးလွန်းတဲ့ပလောက်ဆိုတဲ့ဒဝဲဒေသအစားအစာတစ်မျိုးပဲဖြစ်ပါတယ်ကျွန်တော်တို့ဒဝဲဒေသအခေါ်ဆိုရင်တော့ပလောက်လို့အတန်ထွက်ပြီးမြန်မာစကားနဲ့ဆိုရင်တော့အနီးဆက်ဆုံးပလောက်လို့အတန်ထွက်ရမှာပါစာနဲ့ရေးရင်တော့ပလုတ်လို့ရေးပါတယ်တချို့ကတစ်တီကောင်လို့လည်းခေါ်ကြပါတယ်သူ့ရာတီရောက်ရင်ရွာတစ်လျှောက်လဲရောင်းတဲ့ပလောက်သေးတွေကိုတွေ့ရတတ်ပါတယ်အဲ့ဒီလိုမျိုးရွာထဲမှာလဲရောင်းတယ်ဆိုတာကကြုံတော့ကြုံခဲဖြစ်ပါတယ်ပလောက်တဲစီမှာဝယ်လိုက်တဲ့ပလုတ်ကအစစ်ပြုပြင်ပြီးသားမှုအရေးရောအဖက်ပါပါတယ်သုတ်စားလို့အစင်သစ်ဖြစ်နေတဲ့အနေအထားပါအဲ့ဒီအနေအထားရှိတဲ့ပလောက်အရေးပျော်သေးကိုကြက်သွန်နီနဲ့ငရုတ်သီးစိမ်းပါလှီးထားတာတွေထက်တံပရာရည်ညှစ်တဲ့စားနေနဲ့အရသာမုတ်နည်းနည်းတို့ကိုသမအောင်ထည့်ပြီးသုတ်လိုက်ပါတယ်ဒါဆိုရင်တော့အနက်အရသာနဲ့ပြည့်စုံတဲ့ပလောက်တုတ်တပွဲရပြီပေါ့ပလောက်တုတ်တပွဲဖြစ်လာပြီလို့ထွက်ပေါ်လာတဲ့အနက်ကတော်တော်ထူးခြားပြီးဆွဲဆောင်မှုရှိလွန်ပါတယ်သူ့ရဲ့အရသာကလည်းတော်တော်ကိုထူးခြားတာပါသူ့အရသာဘယ်လိုရှိတယ်ဆိုတာကိုဖော်ပြဖို့ကျွန်တော်အနေနဲ့မစွမ်းသာပါဘူးဒီတော့ကိုယ်တိုင်အမီးစမ်းခွေရအောင်သာစွမ်းဆောင်ကြပါလို့ပြောချင်တာပါပဲပလောက်ဟာအမြင်ဆိုးသလောက်တိတ်ကိုစားလို့ကောင်းပါတယ်ပင်လယ်နဲ့မနီးတဲ့အထက်မြို့ကလူတွေရှိကိုပကံလုံးလေးနဲ့ထည့်ထားတဲ့ပလောက်တုတ်တပွဲယူလာပြရင်နှိုင်မီးဖို့မဆိုထားနဲ့မြေနာနဲ့ကိုရုတ်တရက်လက်ဖြတ်သွားရတဲ့အထိကိုဖြစ်တတ်ပါတယ်ဒဝဲဒေသမှာပလောက်၃မျိုးထွက်ပါတယ်သဲပလောက်ဝါပလောက်နဲ့တုံးပလောက်ပါသဲပလောက်ကပင်လယ်သဲခုံပြင်အောက်ကရရှိတဲ့ရှည်မျောကောင်လေးတွေဖြစ်ပါတယ်သူကသာမန်ပင်လယ်စားတွေလိုပဲကြော်စားချက်စားရတာမို့ကျွန်တော်အနေနဲ့သိပြီးအထူးအထွေမဖြစ်မိပါဘူးဝါပလောက်ကတော့မိုးရင်းဘက်ဝလုံးကောင်းပေါက်တွေထဲမှာဖြစ်ပေါ်လာတဲ့တဘာဝဂျယ်လီတစ်မျိုးဖြစ်ပြီးဖြော်ရည်သဘောမျိုးပြုတ်လုစားတောက်လေးရှိပါတယ်ဝါပလောက်ကတော့အခေါ်တူပေမဲ့တခြားပလောက်တွေလိုအကောင်မဟုတ်ပါဘူးနောက်တစ်မျိုးကတုံးပလောက်ပါတုံးပလောက်ဟာသဲပလောက်လိုပဲအသက်ရှိတစ်မျိုးပဲဖြစ်ပါတယ်တုံးပလောက်ကိုတော့ဒီရေတောတွေထဲကရေအောက်မှာနစ်မြုပ်နေတဲ့သစ်ဆွေးဒုံးတွေထဲကနေပြီးခက်ခဲထုတ်ယူရတာပါကျွန်တော်တို့ဆွဲလန်းနှစ်ချိုက်စွာနဲ့စားသုံးကြတယ်ဆိုတာအဲ့ဒီတုံးပလောက်ပဲဖြစ်ပါတယ်သူတေသနစာတမ်းတွေမှာတော့ပလောက်ကို shit one တင်မောဖြက်ပိုးကောင်တင်မောတီးကောင်လို့ခေါ်ကြောင်းဖော်ပြထားတာကိုမှတ်သားရဘူးပါတယ်ပလောက်ကောင်လေးတွေဟာပင်လယ်ရေထုအပူအေးပေါ်မူတည်ပြီးမက်လာနဲ့ဇွန်လာအတွင်းအချိန်တွေမှာပေါက်ဖွားကြတယ်လို့သိရပါတယ်အရွယ်ရောက်လာတဲ့ပလောက်ကောင်လေးတွေကိုထုတ်ယူစားသုံးရတဲ့အချိန်တွေကတော့နိုဝင်ဘာလကနေဖေဖော်ဝါရီလအတွင်းမှာဖြစ်ပါတယ်ပလောက်ကောင်ဟာတီကောင်တဲ့အရွယ်စားကြီးပြီးအနေထားလဲပိုပြော့ပါတယ်အယောင်အားဖြင့်ဆိုရင်နှုတ်နှစ်ရောင်မီးခိုးရောင်အနုအရင်နဲ့အနီရောင်ဖြော့စားတဲ့အယောင်တွေနဲ့တွေ့ရလိမ့်ရှိပါတယ်ထူးခြားတာတစ်ခုကပလောက်ကောင်ရဲ့ထိတ်အစွန်မှာခရုခွန်လိုအခွန်မှာသေးသေးလေးနှစ်ခုပါရှိနေတာဖြစ်ပါတယ်အဲ့ဒီအခွန်မှာနှစ်ခုကိုအသုံးပြုပြီးတော့ပဲပလောက်ကောင်တွေဟာတစ်ဆွေးတုံးတွေတစ်ကိုင်းဆွေးတွေနဲ့တစ်သားသင်းမောကူထရီထဲကိုသူ့တကူစားလှိုင်ကောင်းတစ်ခုဖြစ်အောင်ဖောက်လုပ်နိုင်ခဲ့တာပါကျွန်တော်မြင်ဘူးတလောက်ဒဝဲဒေသမှာတွေ့နေရတဲ့ပလောက်ကောင်တွေကတော့အများအားဖြင့်အရှည်9လက်မကနေ10လက်မအတွင်းရှိကြပါတယ်ပလောက်ကိုထုတ်ယူတဲ့အခါရေထဲကဆယ်ယူထားတဲ့တစ်ဆွေးတုံးခက်ကြီးတွေကိုဆိုရင်ပေါက်စိန်နဲ့ထက်ချမ်းခွဲပြီးအထဲကထုတ်ယူပါတယ်များသောအားဖြင့်ကတော့တစ်ဆွေးတုံးကိုလွှနဲ့အပိုင်းဖြတ်ထားတဲ့တစ်ဆွေးတုံးတစ်ပိုင်းချင်းစီကိုကိုင်မြောက်လို့
အမာခံတစ်ခုပေါ်ကိုအားထည့်ပြီးအရှိန်နဲ့စောက်ချပါတယ်အတော်လေးကိုအရှိန်ပြင်းပြင်းနဲ့စောက်ချရတယ်လို့ဆိုပါတယ်ဒီတော့မှတုံးထဲမှာလှိုင်ကောင်းကိုစီဖောက်ပြီးဝင်နေကြတဲ့ပလုတ်ကောင်တွေထွက်ကြလာတာပါတဝဲဒေသမှာပြောလေးရှိတဲ့စကားတစ်ခုရှိပါတယ်ကလေးလေးကအမေနာကပ်ပြီးတအီနဲ့ကြီးကြလွန်းရင်ကြာတော့မိခင်ဖြစ်သူကစိတ်မရှိတော့ပဲကင်ပေါက်ချင်စိတ်ဖြစ်သွားပြီးတဲဒီကလေးငါပလောက်ဆောက်လိုက်ရဆိုပြီးအော်ငေါက်တာပါအဲ့ဒီလိုအော်ငေါက်ခံရပြီးဆိုရင်ကလေးလေးကလည်းအမေရဲ့ဒေါသကိုရိပ်မိသွားပြီးချက်ချင်းကိုအငိုတိတ်တော်တာပါအခုဖော်ပြခဲ့တဲ့မိခင်ဖြစ်သူရဲ့စကားထဲကပလောက်ဆောက်လိုက်ရဆိုတဲ့စကားဟာသူ့ကလေးလေးကိုစိတ်မရှိတော့လို့စောက်ပစ်ခြင်းစိတ်ဖြစ်သွားတာကိုပလောက်ထုတ်ယူသူတွေတစ်ဆွေးတုံးကိုအားနဲ့စောက်ချသလိုမျိုးစောက်ပစ်ခြင်းကြောင့်ခိုင်းနိုင်ပြောဆိုတဲ့စကားပဲဖြစ်ပါတယ်ပလောက်ကောင်းလေးတွေကိုတစ်ဆွေးတုံးတွေထဲကထုတ်ယူပြီးစားသုံးသူတွေရဲ့လက်ဝယ်ရောက်တဲ့အဆင့်ထိဂျားမှာဘာတွေပြုတ်လို့ရတယ်လဲဆိုတာကိုတော့ကျွန်တော်အသေးစိတ်မပြောတတ်ပါဘူးဒါပေမဲ့အထက်မှာပြောခဲ့သလိုမျိုးတုံးပလောက်ထုတ်ယူပုံကိုကြားဖူးနားဝရှိခဲ့တာအပြင်ဒီရီတော်ထဲထိဝင်ပြီးပလုတ်ကိုဘလို့ရှာဖွေရတယ်ဆိုတာကိုလည်းကိုယ်တိုင်ကိုကြလက်တွေ့လေ့လာခဲ့မှုပါတယ်ဒီရီတော်ထဲမှာပလောက်ကိုကိုယ်တိုင်ရှာဖွေရတာစိတ်လှုပ်ရှားဖို့သိကောင်းပါတယ်ရေအောက်ကဆွေးမြေ့နေတဲ့တစ်ပင်တစ်ကိုင်းဆွေးတွေထဲမှာအိမ်ဖွဲ့ပြီးနေကြတဲ့ပလုတ်ကောင်လေးတွေကိုထုတ်ယူရတဲ့အလုပ်ကတကယ်လဲစိတ်ဝင်စားဖို့ကောင်းတာပါအဲ့ဒီလိုထုတ်ယူရတာသိတော့မလွယ်ကူလှပါဘူးသူတို့တွေရှိနေတယ်လို့ထင်ရတဲ့တစ်ကိုင်းတစ်ခက်နဲ့တစ်ဆွေးတုံးကြီးငယ်တွေကိုနီးအမျိုးမျိုးနဲ့အားသုံးပြီးခွဲထုတ်ရတာပါပြီးတော့မှပလောက်ကောင်တွေကိုရရှိတာဖြစ်ပါတယ်ပလောက်ကောင်ကိုတစ်တုံးထဲကထွက်ချင်းစားရရင်တိတ်ကိုအရသာရှိတယ်လို့ဆိုကြပါတယ်ပလောက်ထုတ်ယူတဲ့သူအဲ့ဒီအလုံးနဲ့အကျွမ်းတဝင်ရှိတဲ့အချို့ရွာသားတွေလည်းပလောက်ကောင်ကိုတစ်ကိုင်းထဲကထွက်ချင်းယူစားလိရှိကြတာပါအဲ့ဒီလိုစားရင်အရသာပိုရှိတယ်လို့လည်းပြောကြပါတယ်ဒါကြောင့်ကျွန်တော်လည်းပလောက်ထုတ်တာကိုကိုယ်တိုင်လေ့လာတော့ကတုံးထဲကထွက်ချင်းပလောက်တကောင်ကိုယူပြီးမီးစမ်းကြည့်ခဲ့ပါသေးတယ်တကယ်တော့ကျွန်တော်အနေနဲ့ပလောက်ထုတ်ယူတာကိုအချိန်များများယူပြီးတေးသေးချာချာလေ့လာခဲ့ရတာတော့မဟုတ်ပါဘူးအတွေ့အကြုံရယုံလေးလေ့လာခွင့်ရခဲ့တာသာဖြစ်ပါတယ်အခါခွင့်ကြုံရင်ပလောက်ထုတ်ယူတာကိုထပ်ပြီးလေ့လာဖြစ်အောင်ပါအဲ့ဒီအခါကြာရင်တော့ဒီထက်ပိုမိုကျေပြတ်အောင်လေ့လာပြီးတင်ပြပါအောင်မယ်လို့ရည်မှန်းထားပါတယ်ခင်ဗျာရန်အောင်တွဲအခုတင်ဆက်ခဲ့တဲ့အတန်ဆောင်းပါးကတော့ရန်အောင်တွဲရေးသားထားတဲ့ပလုတ်ဆိုတဲ့ဆောင်းပါးဖြစ်ပါတယ်နားဆင်ပေးခဲ့တဲ့အတွက်တနင်္သာရီ Gallery အဖွဲ့သားများကအထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ